ဘာငါးတွေရှိလဲမိနေတဲ့ကိုကိုတို့အတွက်ဒီမှာငချင်းပေါက်တွေရှိမယ်ငချင်းပေါက်ဒါတွေဆိုလို့ရှိရင်စိုက်အသေးပေါ့နော်စိုက်သေးမွေးလို့ကောင်းမယ်ဒီကောင်900ဝန်းကျင်မှရှိမယ်နော်ဒါလေးဆိုလို့ရှိရင်ကဲဒီကောင်လေးထိတ်ကနေကြိုက်ထားတဲ့ကောင်လေးဗျာအကောင်လေးကလည်းကြိုက်ခံထားရတာပေါ့နော်နေထားတော့အကုန်လုံးလှတဲ့အနေထားထဲမှာအကြိုက်ခံထားတော့ကျတော့အရာလေးကပြန်မတတ်သေးဘူးဒီကောင်လေးလည်းရောင်းမယ်ပြီးကြလို့ရှိရင်ဒီမှာကပူလာသားပေါက်အဖြူပူလာပဲတော့အဖြူအုပ်နော်အဖြူအုပ်တော့ရှိမယ်ဥပြက်တော့ပို့ပြီးတော့ရောင်းမယ်အကောင်လိုက်တော့တိတ်ပြီးတော့မရောင်းချင်ဘူးနော်ဘာလို့ဆိုအကောင်ဒါအသေးသေးရပြူရမယ်အနေထားတွေမှာရှိသေးတယ်နော်ဒါပူလာအုပ်ပြီးကြရင်ဒီပူလာတွေတို့ဒီဟိုအားတွေတို့ထည့်ထားတဲ့ကန်ကြီးတွေကလည်းရောင်းနေနော်ဒါဆိုလို့ရှိရင်3ပေတပေခွဲဟိုမှာသူကစစ်မီပတ်လေဒီကောင်ကကျစစ်မီပတ်လေနော်ဒီမှာစစ်မီပတ်လေမှန်ထူနဲ့နော်ပြီးကြလို့ရှိရင်ဒီကောင်တကန်လဲရှိအောင်မယ်ဒီကောင်ကကျတော့ဒါကတပေနောက်မှာတပေခွဲအမြင်လည်းတပေခွဲဟုံးကန်ပေါ့ကွာဟုံးကန်အဲ့လိုမျိုးပေါ့ဒီအောက်က2ကန်ကကျတော့တပေခွဲ2ပေပတ်လေတပေခွဲဟုတ်ပါဘူးဟိုဒါအမြင်နဲ့ရှင်းနှောင်းနေရတပေခွဲနော်ဒီရှေ့မျက်နှာစာကကျတော့2ပေအကောင်လည်းရှိမယ်ရောင်းလည်း2ကန်ရှိမယ်အမေဒီကောင်နေသုံးထားတဲ့ကောင်တွေကအောက်ချက်တွေကညီလေးအဲ့လိုတွဲမိတွေအိမ်မိအောက်ပေါက်တန်းမိနဲ့အိမ်မိနဲ့အသုံးပေးထားတာနော်ဒီထက်မှာအဲ့လိုမျိုးလေးရှိမယ်ဒါတော့ပူလာဒါ view site ဖွားနေပြီပေါ့နော်မရန် site လေးတွေပေါ့ပြီးကြလို့ရှိရင်ဒါမျိုးလေးတွေရှိအောင်မယ်ဒါလေးတွေကတော့နဲတယ်ကွာနဲတယ်တိတ်တယ်တိတ်ဟိုကတော့မဖြစ်ပါဘူးနော်ဒါမျိုးလေးတွေရှိမယ်ပြီးရင် online နဲ့ကပဲနည်းနည်းရှိအောင်မယ်နော်ဒီကောင်လေးတွေရှိအောင်မယ်နော်ဒီကောင်လေးတွေပြီးကြလို့ရှိရင်ဒါလေးရှိအောင်မယ်ဒါလေးဒီမှာ orana လေးလှတော့လှတယ်ဒါပေမဲ့အကောင်ရင်းနေသွားပြီငါးတွေအသိပြီးမလုပ်ပြပါဘူးသိရမလားငါ line လောင်းနေပဲအဆင်ပြေနေရမလို့ငါးတွေရှိမယ်နော်ဒီမှာဒီကန်လေးတွေရှိမယ်ဒီကန်လေးတွေအသက်လေးတွေဒါရေစမ်းထားတဲ့ကန်လေးတွေနော်မှန်ကန်လိုအပ်တဲ့ site လိုအပ်တဲ့ပုံစံအများလဲမှားလို့ရတယ်ဒီနှုန်းအသက်သာဆုံးလုပ်ပေးမယ်စက္ကန့်ဆိုတာကိုကဒါမျိုး3ပြီးကြမှာအဲ့လိုမျိုးစက္ကန့်အနေနဲ့ထုတ်ပေးလိုက်တာအကောအသစ်ပြန်လုံးလိုက်တာနော်2အောင်အမြင်နဲ့အရွှေပြောင်းတော့ရတာသဘောကျနေလို့မဟုတ်နော်ရေစစ်ကန်တွေမှားလို့ရမယ်ရေစစ်ကန်ကြိုက်တဲ့ site ကိုပြနော်ရေစစ်ကန်တွေမှားလို့ရမယ်နော်မှန်ကန်ရေစစ်ကန်အောက်ကအော်တိုပေါက်တွေနဲ့နော်ပေါက်ဖောက်ပေးပေါ့ကွာမှန်ပေါက်ဖောက်ပေးပေါ့ပြီးကြလို့ရှင်ဒီ set လေးတွေအခုစီမှာရှိမယ်ဒီ set လေးတွေပေါ်ပန်းနဲ့ထိုးသုံးတဲ့ set လေးတွေရှိမှာအခုစီမှာ10လုံး15လုံးလောက်ရှိအောင်မယ်အကောင်လေးဆိုတော့မိုက်တယ်နော်ဒီမှာရေထွက်အောင်တခါတည်းပြပြီးထားလိုက်မှာကိုဒီမှာခုဒီမှာဆိုလို့ရှိရင်ဒါပလက်ထိုးလိုက်ပြီဒီမှာတက်လာရေထွက်လေးထွက်အောင်ပေါ့ကွာဒါတော့ပေါ်ပန်းနဲ့တွဲသုံးလို့ရတယ်ဒီကောင်လေးကဒီထိတ်ကကောင်လေးကပေါ်ပန်းလေးနဲ့တွဲသုံးထားလို့ရတယ်နော်โอเคပြန်ဖြုတ်လိုက်ပြီဒါမီးလာတော့ကြာခဏဖြုတ်ထားတာမီးပြတ်နေတဲ့အချိန်တို့ညပိုင်းအိတ်တဲ့အချိန်တို့ဆိုအကောင်လည်းပဲ run ပေးတာအခုကတော့ဒါပန်ကြီးနဲ့မောင်းထားဆိုတော့အဆင်ပြေတယ်ကျေးဇူးပါလို့နော်လိုအပ်တာအများအားပေးနိုင်တယ်